သူ့ရဲ့အကောင်းဆုံးသူငယ်ချင်းကိုစီစဉ်ထားတဲ့လက်ထပ်မှုကနေကယ်တင်ဖို့အတွက်သူမကအခုလိုတွေးဆောင်ပွဲကိုမဖြစ်မနေတက်ရောက်ခဲ့ရတယ်။သူမဟာရည်ရွယ်ချက်ရှိနောက်ကျပြီးရောက်လာတာကြောင့်ယောက်ျားလေးကစိတ်ဆိုးသွားမယ်လို့မျှော်လင့်ခဲ့တယ်။ဒါပေမဲ့သူကစိတ်မဆိုးပဲသူမကို9မိနစ်ပဲအချိန်ရှိတယ်လို့ပြောလိုက်တယ်။ကောင်မလေးကဆက်ပြီးချမ်းသာတဲ့မိသားစုကလေးတစ်ယောက်ရဲ့စိတ်ကြီးဝင်နေရဲ့အပြုအမူတွေကိုဆက်လုပ်ပြတယ်။သူမဟာမိသားစုကချမ်းသာတယ်သူ့ကိုအိမ်မက်မက်တဲ့သူတွေကပါရီမျိုးအထိရှိတယ်သူ့ကိုစိတ်ဝင်စားလာအောင်လုပ်ချင်ရင်အနည်းဆုံး10ဘီလီယံပြင်ဆင်ထားဖို့လိုတယ်လို့ပြောလိုက်တယ်။ဒီစကားတွေကယောက်ျားလေးကိုထွက်ပြေးသွားစေမယ်လို့ထင်ခဲ့ရင်မဲ့သူကချက်ချင်းသဘောတူသွားတယ်။ကောင်မလေးကော်ဖီတောက်ရာကဘားဆက်ထဲကထွေးထုတ်လိုက်တယ်ဒီလိုရေချင်းရှိတဲ့ယောက်ျားလေးတစ်ယောက်ကတွေးဆောင်ပွဲတက်ဖို့လိုအပ်နေရဆိုတာမဖြစ်နိုင်ဘူးလို့သူမစဉ်းစားမိတယ်သူ့ရဲ့တန်တရားကိုအတီးပြုဖို့အတွက်သူမကရဲရဲဝံ့ဝံ့စိန်ခေါ်လိုက်တယ်အရင်ဆုံးဟိုတယ်သွားပြီးမင်းကိုစမ်းကြည့်မယ်လို့ပြောလိုက်တယ်ယောက်ျားလေးကအခွင့်ကောင်းယူပြီးသူ့လက်ကိုစားပွဲပေါ်မှာအားပြင်းပြင်းနဲ့ဖိထားလိုက်တယ်ဒီမှာပဲလှုပ်တာပိုစိတ်လှုပ်ရှားစရာကောင်းမယ်လို့ပြောလိုက်တယ်အခြေအနေကထိန်းချုပ်လို့မရအောင်ဖြစ်လာတော့မဲ့အချိန်မှာညံကြီးရှင်မှာတယောက်ပေါ်လာပြီးနှစ်ယောက်ကိုကြားဖြတ်လိုက်တယ်ရန်နှင်းငယ်ကြာမှာကောင်မလေးကသူ့ရဲ့အလုပ်တစ်မှာစတင်ဝင်ရောက်တဲ့အခါဒီယောက်ျားလေးကိုထပ်တွေ့ခဲ့ရတယ်သူမဟာစိတ်ရှုပ်ထွေးပြီးယောက်ျားလေးကိုတိုက်မိသွားတယ်အလုတ်ကပ်ပြားကကျမ်းပြင်ပေါ်ကျသွားတယ်ယောက်ျားလေးကအလုတ်ကပ်ပြားကိုကောက်ယူပြီးအပေါ်ကအမီကိုအတန်ထွက်ဖက်လိုက်တယ်ကောင်မလေးကလန့်ပြီးထွက်ပြေးသွားတယ်ဒါပေမဲ့မန်နေဂျာရဲ့ရှေ့မှာချော်လဲသွားတယ်